အားလုံးပဲမင်္ဂလာပါဒီ workout ကိုဖြိုးပဲဖြစ်ပါတယ်ကျွန်တော်ဒီကနေ့မှာမိတ်ဆွေတို့ကျွန်တော် Windows ပေါ်မှာပေါ့နော်ကျွန်တော်တို့ mobile games တွေ mobile application တွေကိုကျွန်တော်အနေနဲ့ဘယ်လိုမျိုးတင်ပြီးတော့ play လုပ်ရမလဲပေါ့နော်စာလေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော် sharing လုပ်ပေးသွားချင်ပါတယ်စိတ်ဝင်စားရဆိုလို့ရှိရင်တော့ video ကိုအဆုံးထိလိုက်ပါကြည့်ရှုလို့ရပါခင်ဗျာကျေးဇူးတင်ပါတယ် okay ကျွန်တော်တို့ပထမဦးဆုံးလုပ်ရမှာကကျွန်တော်တို့ browser တစ်ခုတွေဝင်ရမယ်ပေါ့နော် browser တွေဝင်ကျွန်တော်ပြီးရင်ကျွန်တော်ဒီမှာ BlueStack လို့ရိုက်ရှာလိုက်ပါပေါ့နော်ဆိုတော့ဒီ BlueStack app လေးရပါတော့ကျွန်တော်တို့အဲ့ကနေတစ်ဆင့်ကျွန်တော်ကစားမှာပေါ့နော်ဆို BlueStack လို့ရိုက်ရှာပြီးသွားရင်ကျွန်တော်ပထမဦးဆုံးဒီမှာမြင်ရတဲ့ BlueStack website လေးရှိရပေါ့နော်အားလေးချက်လောက် click လိုက်ပါ Okay ကျွန်တော်တို့ဒီမှာ download button လေးရှိရဒီ BlueStack EAC file download လေးပေါ့နော်ဆိုတော့အားလေးတစ်ချက် download လိုက်ပါ Okay ဒါဆိုရင်ကျွန်တော်တို့အခုဒီမှာ EAC file လေးရလာပြီပေါ့နော်ဆိုတော့အားလေးကျွန်တော်တို့ install လုပ်မယ်ဆိုတော့ download folder ထဲမှာကျွန်တော်ဒီ BlueStack EAC လေးရှိရပါတော့အားလေးကျွန်တော်တို့ click နဲ့ချက်လောက်နှိပ်ပြီးလိုက်ပါ Okay Okay ပေါ့နော်ကျွန်တော်တို့ဒီမှာ agree and install တန်းနှိပ်လိုက်လေရတယ်တကယ်လို့မိတ်ဆွေအနေနဲ့ဒီ install path ကို change နေတယ်ဆိုလဲဒီမှာ change လို့ရပါဘောနော်ကျွန်တော် custom လုပ်လို့ရတယ်ကျွန်တော်တို့ဆိုတော့ဒီမှာ change ဆိုတာလေးရှိရပါဘောနော်တကယ်လို့မိတ်ဆွေမ change ရင်တန်းပြီးတော့ install လိုက်ပါကျွန်တော်တော့ဒါမှမဟုတ်ဆိုလဲမိတ်ဆွေ check လိုက်ပါနော်ကွန်ပျူတာမှာဘယ်နေရာမှာ free ဘယ် drive က speed free space ပုံများလဲပေါ့နော်ဆိုတော့အဲ့မှာ install လိုက်ပါအဲ့ဒါပိုကောင်းပါတယ်ကျွန်တော်တော့ drive delete ချိန်မယ်ပေါ့နော်ဆိုတော့ change ရင်တော့အဲ့ chain လေးနှိပ်လိုက်ပြီးတော့ကျွန်တော်ဒီမှာ chain folder လေးရှိရင်အဲ့ဒီမှာကျွန်တော် this pc ပေါ့နော်အားလေး click ပါပြီးရင်ကျွန်တော်ဒီမှာ volume d လေးကို choose ပေးလိုက်ရင်ကျွန်တော်ရပါပြီဆိုတော့ဒီမှာပေါ့နော် chain သွားပါပြီဒီ folder လေး chain သွားပြီပေါ့ပြီးရင်ကျွန်တော်တို့ install တက်နှိပ်လိုက်ရပြီဆိုတော့အခုဒီမှာစပြီးတော့စပြီး download လုပ်မယ်ပြီးရင်ကျွန်တော်တို့system check in တွေပါလုပ်မယ်ပေါ့နော် maybe almost 1-2 minute တော့ကြာတယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်စ play လို့ရပါဆိုတော့ okay ကျွန်တော်အခုဆိုရင်ဒီမှာ install လုပ်ပြရပါဘောနော် install လုပ်ပြရည်ဆိုတော့လုပ်ပြရည်ဆိုတော့ကျွန်တော်တို့ဒီဟာကအခုဒီ BlueStack app တွေဆိုတော့ဗျာကျွန်တော်တို့ဒီtablet တစ်ခုလိုပဲလုပ်တယ်ပေါ့နော် tablet တစ်ခုလိုပဲလုပ်တယ်ဆိုတော့အရှင်းဆုံးပြောရရင်ဗျာနားလည်အောင်ပြောကျွန်တော်တို့ဒီ Windows ပေါ်မှာသူက tablet တစ်ခုကို install လုပ်ထားပြီးတဲ့သဘောမျိုးပဲဆိုတော့အဲ့တော့ကျွန်တော်တို့ကဒီ game ဆော့ကျင်တယ်ဆိုရင်ကျွန်တော်တို့က game တွေကို install လုပ်ပြီးတော့ဒီ app လေးဟာပေါ်ကတဆင့်ပေါ့နော်ပြန်ပြီးကစားတာပါအဲ့လိုမျိုးပါဆိုတော့ဒီမှာဆိုရင်ဒီ tablet တစ်ခုလိုပဲအလုပ်လုပ်တယ်ဆိုတာဒီမှာကြည့်လိုက်ပေါ့နော်ကျွန်တော်ဒီမှာ back button လေးပါတယ် home button လေးပါတယ်နော်စသဖြင့်ပေါ့ကျွန်တော်ဒီမှာကာစာလေးဒီမှာထားပြီးတော့ scroll လေးဆွဲချလိုက်ရင်တော့မှnotify ဘာလေးကြာရပြကျွန်တော်ပြမှာနော်ဆိုတော့အရင်ဆုံး home button လေးနှိပ်လိုက်ပါနှိပ်လိုက်ဒီမှာကာစာလေးထားလိုက်ပါနော်ပြီးဆွဲချကြည့်လိုက်ပါနော် scroll လေးမှာ notification လေးဘာလေးထွက်တယ်ပေါ့နော်အဲ့လိုမျိုးဆိုဟုတ်ပြီကျွန်တော်ပထမဆုံးလုပ်ရမှာကကျွန်တော်ဒီ home button နှိပ်လိုက်ပြီးရင်ကျွန်တော်ဒီမှာ system app ဆို folder လေးတွေ့မှာပေါ့နော်အဲ့မှာထောက်ကြည့်လိုက်ဒီမှာ camera စသဖြင့်ပါပါနော် play store လည်းပါတယ်ဆိုတော့ကျွန်တော် game တွေအဓိက play store ကနေသွားပြီးတော့ install လုပ်အောင်ပါပေါ့နော်ဆိုတော့ play store ထဲဝင်လိုက်ပါပြီး sign in လုပ်ပြီးလိုက်မိတ်ဆွေမှာရှိရဲ့ Gmail account တစ်ခုခုနဲ့ချိန်လိုက်ပါနော် sign in လုပ်ပြီးလိုက်ပါကျွန်တော်ဖုန်းမှာ sign in လုပ်တဲ့ GUI လိုပဲသူကတော့အလုပ်လုပ်တယ်ပေါ့နော်Okay ဒါဆိုရင်ကျွန်တော်တို့ Play Store ဖွင့်သွားပြီပေါ့နော်ပြီးရင်မိတ်ဆွေကစားခြင်းတဲ့ game ကိုကျွန်တော် Play Store မှာရှာပြီးတော့ကျွန်တော်တို့ download လုပ်လိုက် install လုပ်လိုက်ကျွန်တော်ဆက်ဆော့လို့ရပြီဆိုတော့ဒီမှာအကုန်ရရဗျာကျွန်တော်တို့ Mobile Legend PUBG စသဖြင့်အကုန်လုံးရပါဘောနော်ဆိုတော့ဒီမှာရှာကြည့်လိုက်ပါနော် COC ဆိုရင် COC ပေါ့ဟုတ်ပါနော် COC လည်းရတယ်ကျွန်တော်ဒီမှာ install တန်းနှိပ်လိုက်အောင်မယ် install နှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီ desktop ပေါ်မှာကျွန်တော် shortcut icon လေးရတယ် install ပြီးသွားရင်ပြောPUBG
ဆိုတော့ဒီမှာပေါ့နော်အကုန်လုံးရပါတယ်ဆိုတော့ကျွန်တော်ဒီလိုပုံစံမျိုးလေးနဲ့ကျွန်တော်တို့Windows ပေါ်မှာကျွန်တော်တို့ mobile application တွေကိုကျွန်တော်တို့ကစားလို့ရပါဘောเนาะဆိုတော့အဲ့ဒါလေးကျွန်တော် share လုပ်ပေးချင်တာပါကျွန်တော် download မ down ပြတော့ဘူးမိတ်ဆွေတို့ကိုယ့်အကူသာ down ကြည့်လိုက်တော့ကျွန်တော်မ down ပြတော့ဘာလို့ဆိုတော့ကျွန်တော်ဒီထဲမှာ system စက္ကန့်နဲ့4လို့ပေါ့เนาะအားကြောင့်လို့ပါဆိုတော့ကျွန်တော်မ down ပြတော့ဘူးဆိုတော့အဲ့ဒါလေးပါပဲအဲ့ဆိုရင်တော့မိတ်ဆွေတို့ကစားလို့ရပါပြီဆိုတော့ဒီမှာကျွန်တော်တခုပြောပြချင်တာကကျွန်တော်ဒီ BlueStack ကိုကျွန်တော်တို့ဒါ install တင်လိုက်ပြီဆိုတာနဲ့ဒီမှာနှစ်ခုရပါတော့ကျွန်တော် desktop ပေါ်မှာသွားကြည့်ကြည့်လိုက် shortcut နှစ်ခုရှိလိမ့်မယ် BlueStack 5ဆိုတာလေးတစ်ခုရှိရယ်ပြီး BlueStack multi instant manager ပေါ့နော်အားလေးရှိပါတော့ဆိုတော့ဆွမ်းနာ BlueStack 5ဆိုတာတော့ကျွန်တော်ဆွမ်းနာကြည့်ရတဲ့ GUI လေးပါဆိုတော့ဒီမှာကွဲထွက်နေတာဒီ multi instant manager ပေါ့နော်ဆိုတော့အားလေးဘယ်လိုလုပ်လို့လဲကျွန်တော်တစ်ချက်ပြောပြမယ်ဝင်လိုက်ပေါ့နော်အဲ့ဒီဝင်လိုက်ရင်ကျွန်တော်ဒီမှာတွေ့ရမှာပေါ့နော်app layer ဆိုပြီးတော့PIE 64 bit ဆိုပြီးတော့ရေးတာပေါ့နော်ဆိုတော့ဒါဘာကိုပြောလဲဆိုတော့ PIE 64ကကျွန်တော် Android version ကိုပြောတာပါဆိုတော့ဒီ app အခုကျွန်တော်app layer ရဲ့အခုလက်ရှိသုံးတဲ့ app layer ရဲ့Android version က PIE 64ပါသူအဲ့လိုဆိုလိုတာပါဆိုတော့ဒီ Android version တွေကျွန်တော်ထပ်ထည့်ခြင်းလည်းရပါတယ်ဆိုတော့ဒီမှာ instant လေးရှိရယ်အဲ့လေး click လိုက်ပြီးကျွန်တော်ဒီမှာ fresh instance ဆိုတာရှိတယ်click ပြောဆိုဒီမှာ Android version ပေါ့နော်ဒီမှာ BlueStack မှာ Android version 5ခု support လုပ်တယ်32 bit ရှိတယ်64 bit ရှိတယ်ပြီးရင် PIE 64 bit ရှိတယ် Android 11 30ပေါ့နော်ဆိုတော့ဒါတွေကဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်တို့ဥပမာဆိုပါတော့ဗျာကျွန်တော်COC ကျွန်တော် download လုပ်လိုက်တယ် COC download လုပ်ရင် COC ကတေးကြတယ် PIE 64 bit Android version မှာပဲကစားလို့ရတယ်အဲ့လိုမျိုးဆိုတော့တခြား game တွေဆိုလည်းအဲ့လိုမျိုးပေါ့နော်မိတ်ဆွေတို့ဥပမာ game တစ်ခုခုကို download လုပ်လိုက်တယ် download လုပ်လိုက်ပြီးတော့မှ game ကိုဖွင့်ခံနေကြမှာ game ကမပွင့်ဘူး error message တစ်ခုခုပြနေရဗျာအဲ့ message သူတို့ instruction ပေးတယ်အဲ့ message ကိုဖတ်ကြည့်လိုက်ပေါ့နော်ဒီ game ကဘယ် Android version ပေါ်မှာ play ရမယ်ဆိုပြီးသူတို့အဲ့လိုမျိုး instruction ပေးတယ်အဲ့ခါကျရင်မင်းဆိုတာဒီ multi instant manager တွေကိုလာပြီးတော့မှအဲ့ Android version ကို download လုပ်ပြီးအဲ့ app player ပေါ်မှာမှမင်းဆိုအဲ့ game ကိုကစားလို့ရမှာso for example ဗျာကျွန်တော်တို့ COC ဆိုရင်တေးကြတယ်ဗျာကျွန်တော်ပထမ play ဘူးတယ် PIE 64 bit မှာပဲကစားလို့ရတာ COC ဆိုရင်so ဥပမာ PUBG တို့ for example ပေါ့နော် PUBG တို့ Mobile Legends တို့မိတ်ဆွေ download လုပ်လိုက်တယ်အဲ့ download လုပ်လိုက်ပြီးတော့မှအဲ့ game ကိုကျွန်တော်တို့ PIE 64 bit မှာကစားလို့ရချင်မှရမယ်ဗျာမရဘူးဆိုရင်သူတို့အဲ့မှာ instruction ပေးတယ်ဘယ် Android version ပေါ်မှာ play ပုံဥပမာ for example ဗျာဟိုPUBG game ကို download လိုက်လို့ PUBG game က Android 11ပေါ်မှာ Android version 11ပေါ်မှာ play လို့ရမယ်ဆိုရင်မိတ်ဆွေအဒီ multi instant manager ကိုလာပြီးတော့ Android version 11ကိုဒီမှာ download လုပ်ရမယ်ပေါ့နော်ပြီး next လုပ်လိုက်ဒီမှာအကုန်ဒီဘ default ပါတယ်ကျွန်တော်ရွေးပေးရမှာ CPU core အဲ့လည်းအဆင်ပြေရဗျာမိတ်ဆွေ game ကိုကြည့်လိုက်ပါတော့ game ကနည်းနည်း high ဖြစ်တဲ့ game ဆိုရင်ဒီမှာ core 2 core လို့ဘာလို့ high လို့အဲ့လိုမျိုးရွေးပေးလိုက်ကို set အနေထားကိုလည်းကြည့်ပါတော့ပြီး memory allocation လည်းဒီလိုပဲ game site က maybe ကို900 600လောက် MB လောက်ရှိရင်ကိုက 1GB လောက်ရွေးပေးရတယ်ဒါပေမဲ့ 1GB လောက်ရှိရင် 2GB လောက်ရွေးပေးလိုက်စသဖြင့်ဒါကတော့ပြဿနာမရှိဘူးပြီးရင်ကျွန်တော် download လုပ်ပေးလိုက်ပေါ့နော်အဲ့ဆိုကျွန်တော်ဒီမှာmanager ထဲမှာကျွန်တော် app player 1ဆိုပြီးထပ်ပြီးတော့ Android version တစ်ခုထပ်တိုးလာတယ်ဗျဆိုတော့ဒီ Android version တွေကရှင်းပြ tablet လို့ tablet တစ်လုံးစီပေါ့ဗျာပြောရမယ်ဆိုရင်ဒီ PIE 64 bit ဆိုရင် tablet တစ်လုံး Android 11ဆိုရင်ဒါဒီတခြား version နဲ့ tablet တစ်ခုပေါ့နော်ဆိုတော့အဲ့လိုမျိုးသဘောအားတော့တက်ရောက်တယ်ပေါ့ဗျာဆိုတော့ game 9ကကျွန်တော်တို့သူတို့ Android version ကိုက်ညီတဲ့ Android version ပေါ်မှာလာ play မှာအလုပ်လုပ်တာအဲ့လိုမျိုးဆိုတော့အခု Android version 11ကျွန်တော်တို့ download လုပ်နေရပါတော့ဆိုတော့ဒီပြောချင်တာဒီ app player တစ်ခုချင်းစီတိုင်းမှာ Play Store တစ်ခုချင်းစီရှိတယ်အခုမိတ်ဆွေဒီ PIE 64 ပဲကျွန်တော်ဖွင့်ပြမယ်နော်ဒီမှာ start နှိပ်လိုက်โอเคပေါ်လာပြီပေါ့နော်ဒီမှာဒီ app player ကြီးဆိုရင်တည်ကြတယ်ဒါကကျွန်တော်တို့ဒီ PIE 64 bit ပေါ့နော်အဲ့ပေါ်မှာ run နေတဲ့ app player ပါဒီမှာလဲသူလဲရေးပြတာเนาะဒီမှာတစ်ချက်ကြည့်လိုက်ဒီ BlueStack app player ဆိုခေါင်းစဉ်အောင်မှာ P64 ဆိုပြီးတော့မှတော်လားသူရေးတာเนาะဒီ Android version တော့ home button နှိပ်လိုက်ကျွန်တော်လေးနေတယ် okay ဒီမှာ system ကဒီမှာပေါ့နော်ကျွန်တော်
Play Store တွေ့ရနော်ဒီမှာ Play Store ဒါဒီ Play Store ဒီကျွန်တော်တို့ PIE 64 Android version Play Store ပါ Okay ကျွန်တော်ထပ်ပြမယ်နော်ခဏလေးပြီးရင်ဒီမှာ Applia 1ပေါ့နော် Applia 1ကိုလည်း start နိုင်လိုက်ဆိုရင်ထပ်ပြီးတော့ GUI တခုထပ်ပေါ်လာမယ်ပေါ့နော်ဒီမှာတွေ့လားဒီမှာကြည့်လိုက်နော် Applia 1ဆိုတဲ့အောက်မှာသူရေးထားတဲ့ Android 11ပေါ့နော်ကျွန်တော်ဒီမှာကြည့် test bar မှာကြည့်လိုက်မှာတွေ့လား Applia ရိုးရိုး Applia ရဲ့ပြီးတော့ Applia 1ဆိုနှစ်ခုကွဲထွက်နေရပါတော့ဆိုအဲ့လိုမျိုးကျွန်တော်ပြောပြချင်တာကအခုဥပမာမိတ်ဆွေဟိုဒီ PUBG ကို download လုပ်ချင်တယ်ဆိုတော့ PUBG က for example ဗျာ Android 11မှာဆော့ရမယ်ဆိုရင်မိတ်ဆွေကအဓိကအဲ့ Android 11 version ရှိတဲ့ app layer ကိုလာပြီးတော့ဖွင့်ရမယ်ပေါ့နော် start လုပ်ရမယ် start လုပ်ပြီးတော့မှအဲ့မှာရှိတဲ့ Play Store ကနေတွားပြီးတော့ PUBG ကို download လုပ်ရမှာပြီးအဲ့ကနေပြီးတော့အဲ့ Android 11 player ပေါ်မှာမိတ်ကြီးက PUBG ကိုကစားပေးရမှာပေါ့နော်အဲ့လိုမျိုးအားလေးတခုလို့ရှိရဲတွားပြီးတော့မိတ်ဆွေ for example ဗျာဒီမှာဟို Android 11မဟုတ်ဘဲနဲ့မိတ်ဆွေကဆွမ်းသားလို့ PIE 64ပေါ့နော်ဒီမှာ PIE 64ကမှာရှိတဲ့ app layer ယူဖွင့်ပြီးတော့မှအဲ့ရ Play Store ထဲကိုဝင်ပြီးတော့မှမိတ်ဆွေကတွားပြီးတော့ PUBG ကို download လုပ်ရင်အဲ့ PUBG ကဒီထဲမှာတက်ရောက်မှုရှိနေမှာအဲ့ PIE 64 app layer ထဲမှာတွားပြီးတက်ရောက်မှုရှိနေမှာအဲ့ထဲမှာ install ဝင်နေမှာအဲ့ကနေတွားဖွင့်ဘယ်လို့မှဖွင့်လို့ရမှာမဟုတ်ဖွင့်တိုင်းသူက message တစ်ခုခုပြနေမှာဗျာဘယ် app layer ပေါ်မှာကစားပါကလားစသဖြင့်အဲ့လိုမျိုးအဲ့ဒါလေးကျွန်တော်ရှင်းလင်းအောင်ပြောချင်တာပေါ့နော်တချို့ကြတော့ game download လုပ်ပြီးတော့ဖွင့်လို့မရဘူးပေါ့နော်ကစားလို့မရဘူးစသဖြင့်အဲ့လိုမျိုးအဲ့ဒါကြီးအဓိက Android version မကိုက်လို့ပါပေါ့နော်ကိုကတက်ဆိုင်တဲ့ Android version မှာပဲလာကစားမှသာလျှင်သူကအလုပ်လုပ်တာပေါ့နော်အားလေးတစ်ခုကျွန်တော်ပြပြချင်ပါတယ်ဆိုတော့အဲ့ဒါလေးပါပဲကျွန်တော်ကျွန်တော် next video ကြာရင်ပေါ့နော်ဒီလိုမျိုးပဲ Windows ပေါ်မှာကျွန်တော်တို့ဒီmobile games တွေကိုကစားလို့ရတဲ့တခြားတနည်းလေးကျွန်တော်တင်ပေးမယ် Google Play Games ဆိုတာလေးရှိရပါတော့အားလေးကျွန်တော်ဘယ်လို install လုပ်ပြီးဘယ်လိုကစားလဲကျွန်တော် sharing လုပ်ပေးပါမယ်အဲ့ဒါလေးကတော့လွယ်ပေါ့နော်ဒီလိုမျိုး version ဘာညာရဲ့အလုံးမရှုပ်ဘူးဗျာအဲ့ဒါနဲ့လွယ်ကျွန်တော် next video ကြာရင် sharing လုပ်ပေးပါမယ်ဆိုတော့ဒီနေ့ video ကတော့ဒီလောက်ပါပဲခင်ဗျာဆိုတော့ကြည့်ရှုပေးတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးထူပဲတင်ရှိပါခင်ဗျာ